ဆိုင်လေးကတော့မန်လေးမြို့သစ်ဘက်ကနာမည်ကြီး VIP မုံရီပါဆိုင်ကလေးပါမုံရီပါဆိုတာတော့ပေါ့နော်မုံရီချစ်ချဲကိုမှပေါ့နော်စီများများနဲ့လှုပ်ထားတဲ့ပုံပြားသက်လက်တစ်မျိုးပဲဖြစ်ပါတယ်ရန်ကုန်မှာဆိုရင်တော့လမ်းတရဲမုံနဲ့တူမှာပေါ့နော်သူဆိုင်ကိုဘာလို့ VIP မုံရီပါဆိုင်လို့ခေါ်ရလဲဆိုတော့သူဆိုင်မှာရတဲ့ VIP မုံရီပါကြောင့်ပါသူဆိုင်မှာ VIP မုံရီပါကနာမည်ကြီးပါတယ်ကျက်ဥနှလုံးမုံဥတစ်လုံးကျက်ဥချောင်းပြီးရင်ပဲပြုတ်ပေါ့နော်ကြောင်ဘူးပဲပင်ပေါက်စူးပုတ်နန်းနန်းဘေးခဲညင်သီးငရုတ်သီးအားလုံးကိုအစုံပလုံထည့်ထားတဲ့မုံရီပါတစ်ချက်ကို1800ပေးရပါတယ်သူစီမှာနောက်ထပ်ဒူကြိုင်များတဲ့မုံရီပါကတော့မုံရီပါအလွတ်ပဲဖြစ်ပါတယ်မုံရီပါအလွတ်ကတော့တစ်ချက်ကို900ပေးရပါတယ်ကျဲဥနဲ့တစ်လုံးတစ်ချက်ကိုတော့1300ပေးရပါတယ်ဒီဆိုင်လေးရဲ့လိပ်စာကတော့မြို့သစ်ပေါ့နော်112လမ်းနဲ့112လမ်းကြား68လမ်းနဲ့69လမ်းကြားကဝင်းကြားလေးရဲ့မှာတည်ရှိပါတယ်